ဒန်ယာရီနဲ့ကြံနေခဲ့တဲ့အစ်စ်ကိုတော့ဖရန်ကီအဖွဲ့သားတွေကဝိုင်းဝန်းထိုးကျိတ်နေကြတော့အကြောင်းဆုံးတည်သွားတဲ့ဇီရိုတို့ကလည်းထွက်သွားကြပြီလို့တင်မောပေါ်မှာနာမီတယောက်ပဲကြံခဲ့တော့တာဖြစ်ပါတယ်ဒါပေမဲ့နာမီပြောတဲ့နေရာမှာအစ်စ်ကရှိမနေပဲသွေးဆက်တွေနဲ့လမ်းကြောင်းတစ်ခုကိုပဲမြင်လိုက်ကြရပြီးအစ်စ်ကိုခါခုလို့ခုံပြန်ပြီးလိုက်ရှာနေတဲ့လူဖီကလည်းပြုတ်ကျလာတာကြောင့်သူတို့အဖွဲ့သားကိုထိုးနှက်သွားတဲ့ကောင်းမစီပညာပေးဖို့လိုက်သွားကြပါတယ်Iceberg စီကတခုခုလာတောင်းတဲ့အစိုးရသူတွေကလည်းဘလို့ညှိနှိုင်းတဲ့အဆင်မပြေလို့ပြန်သွားခဲ့ကြပြီး Iceberg ကလည်းနီကိုရိုဘီရဲ့ပိုစတာချိတ်ဆွဲထားတဲ့သူ့ရဲ့အခန်းထဲမှာရှိနေတော့လူဖီတို့၄ယောက်လုံးကတွန်းပြစ်ခံရပြီးတပည့်လေးနေရဲ့အစ်စ်ကိုတွေ့လိုက်ကြပါတယ်တကူလုံးစုပ်ပြတ်တက်နေတဲ့အတွက်ပတ်စံပြောက်သွားတဲ့ကိစ္စသူ့မှာတာဝန်ရှိရလို့တင်ပြီးတယောက်တည်းရင်ဆိုင်မှုထွက်သွားခဲ့တာမှလည်းရိပ်မိသွားတာကြောင့်တငယ်ချင်းတို့ထိရင်လုံးဝနေမကန်တတ်တဲ့ကောက်ရိုးအထုပ်တွေနဲ့ Frankie Family ကိုအမောက်ချေပြစ်မှာမို့ခဏလောက်စောင့်နေဖို့အစ်စ်ကိုပြောခဲ့လိုက်ပါတယ်ပတ်စံခိုးသွားတာလောက်ကတော့ပြန်တောင်းပြီးခွင့်လွှတ်ပေးလိုက်လို့ရပြီပဲကောက်ရိုးထုတ်အလံကိုအသက်သွင်းမိခဲ့တဲ့ဥစုကြောက်ပြီးငိုနေရင်တော့အမြဲတမ်းရင်ဆိုင်တတ်တဲ့ဥစုအလေးအညာတွေပြောတတ်တဲ့ဥစုကြီးမြတ်တဲ့ပင်လယ်နေမြကြီးဖြစ်ချင်တဲ့ဥစုကသူတို့အတွက်အရေးကြီးတဲ့အဖွဲ့သားတစ်ယောက်မို့ဒီကောင်တွေကိုရှော့ပေးလိုက်လို့မရဘူးတအိမ်လုံးကိုပြောင်းပြန်နိုင်ဖို့တားရဲ၄ကောင်ကတကားတော့ခောက်လိုက်ပါပဲပြီးရတယ်ဘာမှပြောမနေပဲအရင်ထွက်လာတဲ့ကောင်ကိုလူဖီကပါတီဖွင့်ပေးလိုက်တော့ Frankie အဖွဲ့သားတွေလည်းကောက်ရိုးထုတ်လူဖီကိုမြင်တာနဲ့ရှိန်သွားကြပြီပဲဒီလောက်လူအရှိအတွက်နဲ့တော့ငပြောက်ကောင်နှာခေါင်းရှိရဲ့ကပတိန်ဆိုရင်တော့သူတို့ကိုနိုင်မှာမဟုတ်ဘူးလို့ထင်တယ်လူကောင်အကြီးဆုံးတစ်ယောက်ကရှေ့ကိုထွက်လာခဲ့ပါတယ်အမြောက်နဲ့တော့မတိုးတဲ့တန်ကြီးကအလေးရုံဝထားတာမို့လူဖီတယောက်မထိုးနိုင်မှုချင်းကြောင်ကြောင်နေရတော့စက်တိုက်ပြင့်ဝင်လာတဲ့လက်တီးချက်တွေကြောင့်ဘလောက်ပဲမှနောက်ဆုံးရာဘာကန်နိုတစ်ချက်နဲ့မှောက်သွားတာကိုမြင်လိုက်ကြရပြီသူတို့အမြောက်ချီစံတွေကလည်းဇိုရဲ့ဓာတ်ချက်ကိုမတွန်းလှန်နိုင်တာတွေ့လိုက်ရတဲ့တိတ်ကနေနေအောင်အမြောက်ကိုချမ်းပြလိုက်တော့တွင်းတွင်းနဲ့ဖြစ်ကုန်ကြပါပဲစိန်ခေါ်ပြီးတော့အခုမှခပ်ပြေးဖို့ကြိုးစားရင်လည်းစန်းကြီးရဲ့ခြေထောက်ကလည်းပြေးမလွတ်တော့ပဲဒင်းမောက်ပါမကျန်ပိတ်ဆို့တိုက်ခိုက်နေတဲ့ချိုးပါကြောင့်လည်းအခြေအနေမကောင်းမှန်းသိလို့ပတ်စံကိုပြန်လို့ကျင်တာဆိုရင်သူတို့အကိုကြီး Frankie ယူပြီးမှောင်ခုံမာကတ်မှာဈေးဝယ်ဖို့ထွက်သွားပြီမို့ဒီနေရာမှာဆက်ပြီးတောင်းကျမ်းနေရင်တော့မရနိုင်တော့ဘူးလို့ဝိုင်းပြောကြပါပဲဒါပေမဲ့အခုမှတောင်းမှနေလို့လည်းနောက်ကျသွားပြီဖြစ်ပြီးသူတို့ကဒီနေရာကိုပတ်စံကြောင့်လာခဲ့တာလည်းမဟုတ်ဘူးအယိုးရဲ့အကုန်ချိုးပြေးရမှတင်နေမယ်လို့ပြောနေရကြောင်း Frankie တပည့်တွေကကြောက်အားလန့်အားချီးသမျှနဲ့တက်ခိုက်ကြပြီမကောင်းဆိုးအားနီနီတန်မာချတဲ့ကောင်တွေကိုတော့မရှင်းနိုင်ဘူး Frankie အိမ်တော်တစ်ခုလုံးမှာပောက်ခွဲသွားပါတယ်ဈေးဝယ်ဖို့ထွက်သွားတဲ့ Frankie ကတော့သူ့ကောင်ကို